ဟုတ်မမှန်တဲ့ခေါင်းဆောင်တွေကိုခေါင်းငုံခံပြီးတော့တော်လန်ရကောင်းမှန်းမသိဘူးဖယ်ရှားကောင်းမှန်းလူယုံမှာအုပ်ချုပ်သွားတာကိုအုပ်ချုပ်တဲ့လူယုံမှာအပြစ်မဟုတ်ဘူးအုပ်ချုပ်ခံတဲ့မင်းတို့ငါတို့အပြစ်ရှင်းလားအနိုင်ကျင့်ခံရတယ်ဆိုတာအနိုင်ကျင့်တဲ့လူရဲ့အပြစ်မဟုတ်ဘူးအနိုင်ကျင့်ခံရတဲ့လူတွေရဲ့အပြစ်အနိုင်ကျင့်တဲ့လူကလူနည်းစုအနိုင်ကျင့်ခံရတဲ့လူကလူများစုဘယ်သူမှားတာလဲလူများစုမှားတာပေါ့အဲ့ဒါဘာကြောင့်လို့ဘုသူတ္တမရှိလို့ကိုယ်အနိုင်ကျင့်လို့ကျင့်နေမှမသိဘူးကိုယ်စီကအမျက်ထုတ်လို့ထုတ်နေမှဒီတဲ့ဆိုးတာတော့အဲ့တော့ဘုသူတ္တဥစ္စာလိုအပ်မလိုအပ်အဲ့တော့တနေ့နော်ဘာမဟုတ်တဲ့သူများအတင်းပြောပြီးတော့ဓာတ်ပုံအလှလေးလိုက်လုံနေရတာနဲ့ကြည်နဲ့မနေကြနဲ့ဖုံးဖို့ကုန်တယ်ဟင်အင်တာနက်ဖို့